လူသားတယောက်ရဲ့အေးဆက်ဆက်ဓာတ်သွားကိုသွားနဲ့ကြိုက်ထားပြီးလက်တစ်ဖက်မှာတော့သွေးရောင်လွှမ်းတဲ့စစ်လံကိုအမြင့်ဆုံးမြောက်ကင်ထားပါတယ်သူဟာသူ့ရဲ့ညီမလေးကိုရင်ဘတ်မှာတေချာကြီးနှောင်ထားပြီးတကူတော်ထဲနဲ့စစ်တပ်တစ်ခုလုံးကိုရင်ဆိုင်ဖို့ပြင်နေတာပါဒါပေမဲ့သူ့ရဲ့ခြေလှမ်းတွေကတော့စက္ကန့်ပိုင်းလေးတောင်တုံ့ဆိုင်မသွားခဲ့ပါဘူးပတ်ဝန်းကျင်မှာဓာတ်သွားတွေတစ်ဖြက်ဖြက်လက်နေပြီးရန်သူစစ်သားတွေဟာတယောက်ပြီးတယောက်လဲကျကုန်ပါတယ်စစ်မြေပြင်တစ်ခုလုံးဟာငရဲကန်းတစ်ခုလိုဖြစ်သွားပြီးသူကတော့အဲ့ဒီငရဲထဲကနေတက်လာတဲ့မိစ္ဆာတကောင်လိုပါပဲဒီ movement တွေလုပ်ခဲ့တဲ့လုပ်ရက်တွေကသူ့ရဲ့ဒေါသကိုအရှိန်အဟုန်နဲ့တောက်လောင်စေခဲ့လို့ပါMarquis Marquez ကသူ့ညီမကိုရရဆက်ဆက်ဖမ်းဆီးပြီးတိုက်ပွဲကိုလက်နက်ချဖို့ချင်းချောက်ခဲ့တာတွေကိုသူဘယ်တော့မှမေ့မှာမဟုတ်ပါဘူးအဲ့ဒီနောက် Marquis ကသူ့ရဲ့ငကားကိုအမိတ်ပေးပြီးသူ့ကိုမြေပြင်ပေါ်နင်းချခိုင်းခဲ့တယ်လို့ရန်သူတွေရဲ့လှောင်ပြောင်တံတွေကြားမှာသူ့ကိုအဆက်ခွဲခဲ့ပါတယ်ဒါကြောင့်သူဟာကန်ချမာကိုအန်တူပြီးကဘာကိုဖျက်ဆီးမဲ့ကလေးစားချီသူမိစ္ဆာတကောင်ဖြစ်လာဖို့ဝင်မလေးခဲ့ပါဘူးချက်ချင်းဆိုသလိုပဲသူစီကနေမှောင်မိုက်တဲ့စွမ်းရည်တွေနဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ PR တွေထွက်ပေါ်လာပါတယ်သူဟာလေထဲကိုခုန်တက်သွားပြီးတောက်ပတဲ့ဓာတ်လင်းတဲ့တစ်ခုကိုထုတ်လွှတ်လိုက်ပါတယ်ဒါဟာသူ့ကလည်းစားချင်မှုရဲ့အစပဲရှိပါသေးတယ်ညီမလေးကိုကယ်တင်ပြီးတဲ့နောက်မှာတော့သူ့မျက်လုံးထဲမှာအေးဆက်ဆက်အမုန်းတရားတွေပဲကျန်ပါတော့တယ်သူဟာခုနကပဲဖျက်တောက်လိုက်တဲ့ငကားချိုကိုကင်ပြီးမာကီစီကိုတဖြည်းဖြည်းရှောက်သွားကမညာမတာအပြစ်ပေးပါတော့တယ်အဲ့ဒီနောက်မှာတော့သူဟာဓာတ်ကိုလေထဲကန်တင်လိုက်ပြီးဝေဟင်မှာပဲငကားကိုချက်ချင်းတုတ်တင်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူ့ရဲ့အကြီးဟာနောက်ထပ်အမျိုးသမီးတစ်ယောက်စီရောက်သွားပါတယ်အဲ့ဒီအမျိုးသမီးဟာကြောက်လန့်တကြားနောက်ဆုတ်သွားပြီးအသက်ချမ်းသာပေးဖို့အသေးအတန်တောင်းပန်နေပါတယ်ဒါပေမဲ့သူကတော့သူမကိုလုံးဝလွတ်ပေးမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့သူမဟာမာကီစ်ထက်တောင်ပိုပြီးရုံမာခဲ့လို့ပါခဏချင်းတွင်းမှာပဲအဲ့ဒီအမျိုးသမီးဟာလည်းသူ့လက်ချက်နဲ့အဆုံးသတ်သွားပါတယ်သူ့ရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုမြင်လိုက်ရတဲ့တခြားမှုမှတ်တွေဟာချက်ချင်းပဲထွက်ပြေးဖို့ကြိုးစားကြပြီးစစ်သားတွေကိုသူ့ကိုဖမ်းဆီးဖို့အမိန့်ပေးကြပါတယ်ဒါပေမဲ့သူကတော့လုံးဝမကြောက်တဲ့အပြင်ရန်သူကိုအရင်စပြီးတိုက်ခိုက်ပါတော့တယ်သူ့ရဲ့ပြင်းထန်လုံးတဲ့တိုက်စစ်ကြောင့်ဘယ်စစ်သားတယောက်မှသူ့ကိုမတားနိုင်ခဲ့ပါဘူးဒါကိုတရစက်ဝေရန်ရင်စစ်သားတွေတယောက်ပြီးတယောက်လဲကျသွားကအခင်းဖြစ်ပွားရာကစစ်သားအလုံးရှုံးနိမ့်သွားတဲ့အထိပါပဲအဲ့ဒီနောက်သူဟာတုံလုံးချောက်ချနေတဲ့မှုမှတ်နှစ်ယောက်စီကိုတဖြည်းဖြည်းရှောက်သွားပါတယ်သူတို့ရဲ့ကြောက်လန့်နေတဲ့မျက်ဝန်းတွေရှိမှပဲသူဟာဓာတ်ကိုမြှောက်လိုက်ပြီးခုတ်ချလိုက်တဲ့အခါအဲ့ဒီရုံမာတဲ့မှုမှတ်နှစ်ယောက်ရဲ့ဘဝဟာလည်းနှီးကုန်းချုပ်သွားပါတော့တယ်တက်မှုကသူလုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်အပြစ်တင်တဲ့အခါမှာတော့သူကစကားတခုပဲပြောခဲ့ပါတယ်နမိသားစုကိုထိခိုက်အောင်လုပ်တဲ့သူဟာဘယ်ကိုပဲပြည့်ပြည့်အဲ့ဒီအတွက်တန်ဖိုးပြန်ပေးရမယ်